တစ်ပံပညာရှင်တယောက်ကကြွက်လေးတစ်ကောင်ကိုထူးဆန်းတဲ့အရေးတွေပြချလိုက်ပါတယ်အောက်ဆီဂျင်မရှိတော့ကြွက်လေးကအရန်ကြောက်ပြီးရုန်းကန်နေခဲ့ပါတယ်ခဏကြာတော့ကြွက်လေးကလုံးဝမလွတ်တော့ပဲတေသွားတယ်လို့ပါပဲဒါပေမဲ့9မိနစ်လောက်ကြာပြီးနောက်မှမယုံနိုင်တော့ပြန်သက်ရှင်လာခဲ့ပါတယ်တကယ်တော့အဲ့ဒီအရေးကတာမန်အရေးမဟုတ်ပါဘူးတစ်ပံပညာရှင်တွေဖန်တီးထားတဲ့အောက်ဆီဂျင်ပြင်းနိုင်တဲ့အထူးအရေးတစ်မျိုးပဲဖြစ်ပါတယ်ကြွက်လေးကိုစမ်းသပ်မှုအောင်မြင်သွားပြီးနောက်သူတို့ကလူပေါ်မှာဆန်းကိုဆုံးဖြတ်လိုက်ကြပါတယ်ဘဲလို့ခေါ်တဲ့လူရဲ့ခေါင်းစွပ်တဲ့ကိုအဲ့ဒီအရေးကိုဖြည့်လိုက်ကြပါတယ်ဘဲကသိနေပါတယ်သူအသက်ရှူလို့ရမယ်ဆိုတာကိုဒါပေမဲ့တကယ်ဖြစ်လာတဲ့အချိန်မှာတော့ခန္ဓာကိုယ်ကမခံနိုင်ပဲကြောက်ပြီးခေါင်းစွပ်ကိုချွတ်လို့ကြိုးစားပါတယ်ဒါပေမဲ့ဘေးကလူတွေကသူ့ကိုထိန်းထားလိုက်ပြီးအချိန်နဲ့ကြာတော့သူတွေတခိဖိနေသားကြလာပြီးနောက်ဆုံးမှာတော့ပွန်မဲလို့အသက်ရှူနေသွားခဲ့ပါတယ်နောက်ပိုင်းမှာသူကအထူးအဆုံကိုဝတ်ပြီးပင်လေရေအောက်ရမ်းနဲ့တွင်နေရာကြီးဆင်းသွားခဲ့ပါတယ်ရေကနက်လာလေလေရေဖီအားကပိုများလာလေပါပဲသူ့ကိုယ်ထဲကအတွင်းအင်္ဂါတွေကိုဖိနေတယ်လို့ခံစားရပြီးတဖြည်းဖြည်းအဆင်မပြေတော့ပါဘူးနောက်ဆုံးမှာတော့ပေ6000တိရောက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာဖီအားကြောင့်သူ့မိပစ္စည်းတွေပြတ်သွားပါတယ်သတိမေးလူနေပါပဲဆက်လက်ဆင်းနေပြီးတော့ကမ္ဘာရေငုပ်ဆန်ခြင်းကိုတောင်ချိုးလိုက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ပြန်တက်ဖို့အချိန်မှာသူ့အောက်ဆီဂျင်ကနည်းနည်းပဲကျန်ပါတော့တယ်သူကလူတွေကိုနောက်ဆုံးနှုတ်ဆက်လိုက်ပြီးတေဆုံးခြင်းကိုတင်းငိမ်စွာလက်ခံလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပင်လယ်အောက်ကနေအလင်းတန်းတကူသူ့စီကိုရောက်လာခဲ့ပါတယ်အဆက်မှာဂျယ်လီငါးလည်းထင်ခဲ့တာဒါပေမဲ့နီးတော့ဂျိုလာတယောက်ထင်နေတာပါအဲ့ဒီဂျိုလာကသူ့လက်ကိုကင်ပြီးပိုနဲ့တဲ့ပင်လယ်အောက်ကိုခေါ်သွားခဲ့ပါတယ်မကြခင်ဘက်ကမယုံနိုင်လောက်တဲ့အရာတစ်ခုကိုမြင်လိုက်ပါတယ်ဂျိုလာကသူ့ကိုရင်သစည်းတဲ့ကိုခေါ်သွားပြီးရေဒီကိုဖယ်ရှားပေးလိုက်တဲ့အခါဘယ်လဲအောက်ဆီဂျင်ပြန်ရသွားပါတယ်ပြီးတော့သူ့ကိုဗီဒီယိုတစ်ခုပြခဲ့ပါတယ်အဲ့ဒါကတော့လူသားတွေစာစုနဲ့များစွာစစ်တိုက်ခဲ့ကြတာတွေလက်နဲ့ဆန်းတက်ခဲ့ကြတာတွေကဘာကြီးကိုဖျက်ဆီးထားတာတွေကိုပြတာပါဒါတွေကြောင့်ဂျိုလာတွေကဆုံးဖြတ်လိုက်ပြီးကဘာအနှံ့ဆူနာမီတွေဖြစ်စေခဲ့တာလူသားမျိုးနဲ့ကိုလုံးဝမျိုးတုံးစေခဲ့ပါတယ်